ဘုရားသခင်ယေရှုတော်ချီးမွမ်းပါတယ်ကျွန်တော်တို့ခရိယန်အသက်တာထဲမှာပေါ့နော်နှုတ်ကပတ်တော်အားဖြင့်စင်ကြင်ခွန်အားယူဖို့ရန်အတွက်ကတော့ကျွန်တော်ရဲ့ဘဝအသက်တာထဲမှာတသက်ခံချက်တွေကျွန်တော်တို့ဘဝအသက်တာထဲမှာဖြတ်တန်းလာတဲ့အရာတွေကျွန်တော်ကြားဖို့ပါတယ်နော်ဘုရားသခင်ရဲ့ယေရှုတော်ဟာကျမ်းမာတဲ့အချိန်ကျွန်တော်တို့ကောင်းစားတဲ့အချိန်ချမ်းသာတဲ့အချိန်မှာတော့ယေရှုတော်ပဲနောက်တစ်ခါတည်းမှာဒုက္ခရောက်တဲ့အချိန်မကျမ်းမာတဲ့အချိန်မှာရောအဲ့ဒီယေရှုတော်ကမရှိတော့ဘူးလားပေါ့နော်ဒါကြောင့်မို့ခရိယန်သက်တာကအောင်မြင်မှတိုးတက်မှကြီးပွားမှနော်ဒါကမှန်ကန်တာလားဒါမှမဟုတ်ဒုက္ခဆင်းရဲခြင်းတွေခံနေရမှမှန်ကန်တဲ့ခရိယန်သက်တာလားစစ်မှန်တဲ့ခရိယန်သက်တာမျိုးကဘယ်လိုသက်တာမျိုးလဲစစ်မှန်တဲ့ခရိယန်သက်တာဆိုတာကသခင်ရှုကိုယုံကြည်ပြီးကြီးပွားရမယ်သခင်ရှုကိုယုံကြည်ပြီးတကယ်ကိုကျမ်းမာရမယ်အောင်မြင်ရမယ်နော်အဲ့ဒါမျိုးမှစစ်မှန်တဲ့ခရိယန်သက်တာလားသခင်ရှုကိုယုံကြည်ပြီးတော့ဒုက္ခဆင်းရဲခြင်းတွေခံရမယ်အခက်အခဲပြဿနာတွေနဲ့နော်ဒီလိုမျိုးတွေ့ကြုံမှဒါကမှန်ကန်တဲ့ခရိယန်သက်တာမျိုးလားဒီနှစ်ခုကိုကြည့်တဲ့အခါမှာအဲ့ဒီနှစ်ခုစလုံးကမှန်ကန်တဲ့ခရိယန်သက်တာနဲ့မမူတည်ပါဘူးချမ်းသာမှစစ်မှန်တဲ့ခရိယန်သက်တာမဟုတ်သလိုဆင်းရဲခြင်းကလည်းစစ်မှန်တဲ့ခရိယန်သက်တာမဟုတ်ပါဘူးကျမ်းမာခြင်းကလည်းစစ်မှန်တဲ့ခရိယန်သက်တာမဟုတ်သလိုမကျမ်းမာခြင်းကလည်းစစ်မှန်တဲ့ခရိယန်သက်တာမဟုတ်ပါဘူးတကယ်စစ်မှန်တဲ့ခရိယန်သက်တာဆိုတာကအဲ့ဒီဘဝမှာကြုံတွေ့ရတဲ့အနိမ့်အမြင့်တွေပေါ်မှာမမူတည်တော့ဘူးတကယ်စစ်မှန်တဲ့ခရိယန်သက်တာဆိုတာကသခင်ခရစ်တော်ဖခင်နဲ့အတူအသက်ရှင်တတ်သွားခြင်းပဲဖြစ်ပါတယ်ဒါကြောင့်မို့တမန်ကျမ်းစာမှာတမန်တော်ရှင်ပေါလုကသူ့ရဲ့ဘဝအသက်တာထဲမှာတဲ့မြင့်တဲ့အခြေအနေတွေနှိမ့်တဲ့အခြေအနေတွေဘယ်အခြေအနေကမှတဲ့ဖခင်ရဲ့မေတ္တာနဲ့မကွာစေနိုင်ဘူးဒါကြောင့်မို့အဲ့ဒီအရာကို तू ကသဘောကျလျက်ရှိတယ်လို့တမန်ကျမ်းစာကဖော်ပြပါတယ်ယောမဩရစာအခန်းကြီး8အပိုင်ငယ်39မှာအမြင့်ဖြစ်စေအနှိမ့်ဖြစ်စေဤယာမှစ၍အဘယ်နမိတ်တအရာမြသည်ငါတို့သခင်ယေရှုခရစ်အားဖြင့်ခံရသောဖခင်သခင်၏မြတ်တာတော်နှင့်ငါတို့ကိုမကွာစေနိုင်ဟုငါသည်သဘောကျလျက်ရှိတယ်တမန်တော်ရှင်ပေါလုကမြင့်တဲ့အခြေအနေကိုသဘောကျတယ်လို့မပြောပါဘူးသူကောင်းစားတဲ့အခြေအနေသူကျမ်းမာတဲ့အခြေအနေဖခင်သခင်သူ့ကိုကြီးမားစွာအသုံးပြုတဲ့အခြေအနေကိုငါသဘောကျတယ်လို့မပြောပါဘူးနှိမ့်တဲ့အခြေအနေဖြစ်တဲ့ငါဒုက္ခရောက်တဲ့အခြေအနေတော့ငါမကျမ်းမာတဲ့အခြေအနေအဲ့ဒီအခြေအနေကိုသူသဘောကျတယ်လို့လည်းမပြောဘူးမြင်ချင်းနှိမ့်ချင်းဟာနောင်လာမဲ့အဘယ်နမိတ်တဆိုတာနောင်လာမဲ့အရာတွေကဖြစ်စေတဲ့ဘယ်အရာကမှသခင်ရှုခရစ်အားဖြင့်ခံရတဲ့ဖခင်ရဲ့မြတ်တာတော်နဲ့ငါ့ကိုမကွာစေနိုင်ဘူးဆိုတာကိုငါသဘောကျတယ်သူကဘာကိုသဘောကျတာလဲဆိုရင်တော့ဖခင်သခင်အတူရှိခြင်းကိုသဘောကျတာဖြစ်တယ်ဖခင်ရဲ့မြတ်တာနဲ့မြင့်တဲ့အခြေအနေဖြစ်ပါစေနှိမ့်တဲ့အခြေအနေဖြစ်စေငါ့ကိုမကွာစေနိုင်ဘူးဒါကြောင့်မို့စစ်မှန်တဲ့ခရိယန်ယုံကြည်သူတယောက်ရဲ့အသက်တာဆိုတာကမြင့်ခြင်းနှိမ့်ခြင်းကကျွန်တော်တို့ကိုရိုင်ခဲ့သွားအောင်လုပ်လို့မရဘူးအဲ့ဒီမြင့်ခြင်းနှိမ့်ခြင်းအခြေအနေပေါ်မှာရက်တည်ရတာမဟုတ်တော့မြင့်တဲ့အခြေအနေကပဲတကယ်ကိုကျေးဇူးတော်ခံစားတဲ့အခြေအနေဆိုပြီးတော့အဲ့ဒီအခြေအနေပေါ်မှာဝါကြွားဝမ်းမြောက်ပြီးအသက်မရှင်တော့သလိုတကယ်ဒုက္ခဆင်းရဲခြင်းခံရတဲ့အခြေအနေမှာလဲဝမ်းနဲ့ကြေကွဲစိတ်ပြတ်ပြီးတော့အသက်မရှင်တော့တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့အဲ့ဒီအခြေအနေပေါ်မှာမရက်တည်တော့ဘသူ့ပေါ်မှာပဲရက်တည်လဲဆိုရင်တော့သခင်ယေရှုခရစ်တော်ဘုရားပေါ်မှာပဲရက်တည်သွားတဲ့အသက်တာဖြစ်တယ်ဒါကြောင့်မို့တမန်တော်ရှင်ပေါလုကသူ့ရဲ့ဘဝအသက်တာထဲမှာနော်ဘလောက်ပဲဒုက္ခဆင်းရဲခြင်းတွေကြုံရပါစေတဲ့ဘလောက်ပဲမကြံစီနိုင်လောက်အောင်ရှိပါစေတဲ့သူစိတ်မပြတ်တော့ဘူးနော်ဘယ်ရာကမှသူ့ကိုရိုင်းနေသွားအောင်လုပ်လို့မရဘူးဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာထဲမှာသူဖော်ပြတယ်ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး4အပိုင်ငယ်ခွန်8-9မှာပေါ့နော်ဒီ3ပိုက်မှာဘာဖော်ပြလဲဆိုရင်တော့သို့တော်လည်းတကိုးတော်ဤဂုံတရေသည်ငါတို့နှင့်မဆိုင်ဖျားသခင်နှင့်ဆိုင်မိအကြောင်းထိုဘန္နာသည်မြေအိုးထဲမှာထည့်ထားလျက်ငါတို့၌ရှိ၏တကိုးတော်ရဲ့ဂုံတရေတနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ဂုံပြုခြင်းချီးမွမ်းခြင်းဂုံအတရေခံထိုက်ခြင်းဟာငါတို့နဲ့မဆိုင်ပါဘူးတဲ့နော်ဘယ်သူနဲ့ပဲဆိုင်လဲဖျားနဲ့ပဲဆိုင်တယ်ဒါကြောင့်မို့ကျွန်တော်တို့တတ်သိခံသည်ဖြစ်စေနော်ဖျားသခင်နှုတ်ကပတ်တော်ဝင်ငါသည်ဖြစ်စေဂုံတော်ချီးမွမ်းသည်ဖြစ်စေကျွန်တော်ဘယ်ကိုပဲရောက်ကမလဲဖျားသခင်စီကိုပဲရောက်ကမှာဖြစ်တယ်ကျွန်တော်ရဲ့တတ်သိခံခြင်းတွေချီးမွမ်းခြင်းတွေကျွန်တော်ရဲ့နှုတ်ကပတ်တော်တွေကကျွန်တော်တို့ကိုသူများတွေသိဖို့ကျွန်တော်တို့ရဲ့တော်ခြင်းတက်ခြင်းကျွန်တော်တို့ရဲ့တီးခတ်တက်ခြင်းကျွန်တော်တို့ရဲ့ဟောပြောနိုင်ခြင်းတွေကျွန်တော်တို့စီမှာပဲရက်နေမယ်ဆိုရင်တော့အဲ့ဒါမှားပြီ
ကျွန်တော်တို့ရဲ့တက်နိုင်ခြင်းတွေမဟုတ်ဘူးဖခင်ရဲ့တက်နိုင်ခြင်းဖြစ်ရမယ်ဒါကြောင့်မို့တကူတော်ဤဂုံတွေကကျွန်တော်နဲ့မဆိုင်ပါဘူးဖခင်နဲ့ပဲဆိုင်တယ်ကျွန်တော်ရဲ့ချီးမွမ်းခြင်းသက်သေခံခြင်းဟောပြောခြင်းတွေအားလုံးကဘုသူစီပဲရောက်အောင်ဖခင်သခင်စီရောက်ပါမယ်အဲ့ဒီဖခင်သခင်စီရောက်မှသာလေဒါကတကယ်ကိုစစ်မှန်တဲ့သက်သေခံခြင်းတွေချီးမွမ်းခြင်းတွေနှုတ်ကပတ်တော်ဝေမျှခြင်းတွေဖြစ်မယ်ဆိုတာကိုတမန်ကျမ်းစာကဖော်ပြတယ်။ဘာကြောင့်လဲဆိုရင်တဲ့ဖခင်သခင်နဲ့ဘာကြောင့်ဆိုင်ရလဲဆိုရင်တော့ထိုဘန္နာသည်မြေအိုးထဲမှာထည့်ထားလျက်ငါတို့၌ရှိမြေအိုးဆိုတာကျွန်တော်ရဲ့ခန္ဓာဖြစ်တယ်။ဘန္နာဆိုတာကတော့ဒီနေ့အသက်ရှင်တဲ့ဖခင်ကကျွန်တော်အထဲမှာလာပြီးတော့ကျင်းဝတ်တာဖြစ်တယ်။ဒါကြောင့်စစ်မှန်တဲ့စီးစိမ်ချမ်းသာကမြင်နေရတဲ့လောကပတ်စံငွေကြီးဥစ္စာတွေမဟုတ်ပါဘူးစစ်မှန်တဲ့စီးစိမ်ကယေရှုခရစ်တော်ပဲဖြစ်တယ်အဲ့ဒီယေရှုခရစ်တော်ဒီဟူသောဘန္နာကကျွန်တော်အထဲမှာဖခင်ထည့်ထားတယ်အဲ့ဒီယေရှုခရစ်တော်အားပဲကျွန်တော်အထဲကနေတန်ရှင်းသောဝိညာဉ်တော်အားဖြင့်လှုပ်ဆောင်တာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ရှင်တာမဟုတ်တော့ဘယ်သူရှင်တာဖြစ်တော်လဲဆိုတော့ခရစ်တော်ရှင်တာဖြစ်တယ်ဒါကြောင့်ခရစ်ယာန်အသက်တာဆိုတာကငါသည်ကိုယ်တိုင်မရှင်ခရစ်တော်သည်ငါ၌ရှင်တော်မူ၏ဆိုတာကျွန်တော်တို့ရဲ့လှုပ်ဆောင်ချက်တွေမဟုတ်တော့ဘူးကျွန်တော်တို့တော်ခြင်းတက်ခြင်းတွေမဟုတ်တော့ဘသူရဲ့လှုပ်ဆောင်ခြင်းဖြစ်လဲဆိုတော့ဖခင်ရဲ့လှုပ်ဆောင်ခြင်းဒါကြောင့်မို့ချီးမွမ်းခြင်းဂုဏ်တွေဂုဏ်ပြုခြင်းတွေကလည်းဘသူပဲခံထိုက်လဲဖခင်ပဲခံထိုက်တယ်ဒါကြောင့်ကျွန်တော်တို့ဘာပဲလုပ်လို့ဖခင်စီပဲရောက်ပါစေဖခင်ကိုပဲလူတွေမြင်ပါစေဒါကြောင့်မို့တဲ့ဒီဘန္နာကမြေအိုးဆိုတဲ့ခန္ဓာထဲမှာရှိတဲ့အတွက်ကြောင့်တဲ့ငါတို့ဒီအမျိုးမျိုးသောနှောက်ယှက်ခြင်းကိုခံရတော့လဲအကျိုးနည်းခြင်းတို့မရောက်ဘလောက်ပဲနှောက်ယှက်ခြင်းကိုခံရပါစေတဲ့တခုမဟုတ်ပါဘူးတဲ့အမျိုးမျိုးသောနှောက်ယှက်ခြင်းကိုခံရတော့လဲအကျိုးနည်းခြင်းကိုမရောက်ပါဘူးမကြံစီနိုင်တော့အောင်ရှိတော့လေတဲ့စိတ်မပြတ်ပါဘူးဘာဆက်လို့လိုအောင်မှမသိတဲ့အခြေအနေတွေကြုံပါစေတဲ့ဘယ်တော့မှစိတ်မပြတ်ဘူးတဲ့ညှင်းဆဲခြင်းကိုခံရတော့လေရှုံခြင်းမရှိဘလောက်ပဲညှင်းဆဲခြင်းတွေပြဿနာတွေဒုက္ခတွေကြုံပါလိမ့်စေတဲ့ရှုံသွားလားဆိုတော့မရှုံးပါဘူးတဲ့ဘလောက်ပဲမကြမ်းမာခြင်းတွေယောဂါတွေနဲ့ရင်ဆိုင်ရပါစေအဲ့ဒီခရစ်ယာန်တတ်တာရှုံးလားမရှုံးပါဘူးတဲ့အောက်သို့လှဲခြင်းကိုခံရတော့ညာလေဆုံးရတော့မရောက်အောက်ကိုလှဲခြင်းခံရပေမဲ့ဆုံးရကိုမရောက်တော့ဘတော်မှဆုံးရှုံးသွားတဲ့ညီကုန်းချုပ်သွားတဲ့အခြေအနေမဟုတ်ပါဘူးတဲ့ဘာကြောင့်လဲအဲ့ဒီအခြေအနေတွေကငါတို့ကိုရိုင်နေတော့အောင်လုပ်လို့မရဘူးတဲ့အထဲထဲမှာရှိတဲ့ခရစ်တော်အပြင်ငါတို့ကအောင်မြင်သောသူဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ယုံကြည်သူတွေကအောင်မြင်သူဖြစ်အောင်ကြိုးစားမှာမဟုတ်ဘူးအောင်မြင်သူဖြစ်ပြီးသားဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ရဲ့ဘဝအသက်တာကအောင်မြင်သူဖြစ်အောင်ကြိုးစားမှာမဟုတ်ဘူးအောင်မြင်သောသူဖြစ်ပြီးသားဖြစ်တယ်အောင်မြင်သောသူအောင်မြင်သူကဲ့သို့ဆက်အသက်ရှင်ရမှာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ရဲ့ဘဝအသက်တာထဲမှာအောင်မြင်သောသူကဲ့သို့ဆက်အသက်ရှင်ဖို့ရန်အတွက်ဘုရားကအလိုရှိတာဖြစ်တယ်ယေရှုခရစ်တော်ဘုရားကပြောပါတယ်ရှင်ယောဟန်ခရစ်ခန်းကြီး16အပိုင်းငယ်33မှာသင်တို့သည်ငါ့ကိုအမိပြု၍ငြိမ်သက်ခြင်းရှိစေခြင်းကဤစကားကိုငါဟောပြောပြီသင်တို့သည်လောက၌ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်သို့တော်လည်းမစိုးရိမ်နှင့်ငါသည်လောကကိုအောင်ပြီဟုမိန့်တော်မူတယ်ယေရှုခရစ်တော်ဘုရားကပြောလဲဆိုရင်တော့ဒီလောကမှာနေတဲ့အခိုက်အတန့်မှာတဲ့ဒုက္ခဆင်းရဲခြင်းကိုဘာလုပ်ရမလဲဆိုတော့ခံရမယ်တဲ့ဒါပေမဲ့မစိုးရိမ်ပါနဲ့တဲ့မင်းတို့ငါ့ကိုအမိပြုပြီးတော့ငြိမ်သက်ခြင်းရှိမယ်ငါလောကကိုအောင်တဲ့ဖျားဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကသခင်ယေရှုကိုယုံကြည်တဲ့ကျွန်တော်တို့ကလည်းဒီလောကကြီးကိုအောင်မြင်သောသူတွေဖြစ်တယ်လောကထဲမှာအောင်တာမဟုတ်တော့လောကကိုအောင်တာဖြစ်တယ်လောကထဲမှာအောင်တယ်ဆိုတာကလောကသားတောင်တတ်နိုင်ပါတယ်စီးပွားရေးနယ်ပယ်မှာအောင်မြင်မယ်အမှုပညာနယ်ပယ်မှာအောင်မြင်မယ်နော်ကျွန်တော်တို့အားကစားနယ်ပယ်မှာအောင်မြင်မယ်နယ်ပယ်အသီးသီးမှာဖျားကိုမသိတဲ့သခင်ခရစ်တော်ဖျားကိုမယုံတဲ့သူတွေလည်းအောင်မြင်တာအများကြီးပါပဲချမ်းသာနေတဲ့ယေရှုကိုမကိုးကွယ်ပဲချမ်းသာတဲ့သူအများကြီးပဲဒီနေ့ကျွန်တော်အသက်တာထဲမှာစစ်မှန်တဲ့ခရစ်ယာန်အသက်တာစစ်မှန်တဲ့ယုံကြည်သူရဲ့အသက်တာကအောင်မြင်သူဖြစ်အောင်ကြိုးစားမှာမဟုတ်အောင်မြင်သောသူဖြစ်ပြီးသားဘသူအားဖြင့်လဲယေရှုအားဖြင့်အဲ့ဒီအောင်မြင်သောယေရှုကကျွန်တော်အသက်တာထဲမှာလာရောက်ရှင်သန်နေတာဖြစ်တယ်အောင်မြင်သောအသက်တာနဲ့ပဲဆက်အသက်ရှင်ရမှာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကလောကထဲမှာအောင်မြင်တာလောက်ကိုစကားထဲမှာထည့်မပြောတော့လောကကြီးကိုအောင်မြင်သောသက်တာဖြစ်တယ်လောကကိုအောင်တဲ့သက်တာကဘယ်သက်တာလဲဆရာခုနကတမန်တော်ရှင်ဘောလူရဲ့အသက်တာလိုမျိုးပေါ့အမျိုးမျိုးသောနှောက်ယှက်ခြင်းကိုခံရတော်ညာလဲအကျိုးနည်းခြင်းကိုမရဘူးမကြံစီနိုင်တော့အောင်ရှိတော့လဲစိတ်မပြတ်ဘူးညှင်းဆဲခြင်းကိုခံရတော်ညာလဲမရှုံးပါဘူးတဲ့အောက်သို့လဲခြင်းကိုခံရတော်လဲဆုံးရတော့မရောက်ပါဘူးပြောချင်တဲ့သဘောကအမြင့်ဖြစ်စေအနှိမ့်ဖြစ်စေဘယ်အခြေအနေကမှရိုင်နေသွားအောင်လုပ်လို့မရဘူးဘယ်အခြေအနေကမှကျွန်တော်တို့ကို
အဲ့ဒီကောင်းတဲ့အချိန်တွေကလည်းตาရသွားအောင်ကောင်းတဲ့အချိန်တွေပေါ်မှာလည်းဝါကြွားအောင်အဲ့ဒီအချိန်တွေပေါ်မှာမရက်တည်တော့တဲ့အတ္တမျိုးဖြစ်တယ်။တနည်းအားဖြင့်ခရစ်တော်ပေါ်မှာရက်တည်ပြီးတော့လောကထဲမှာအောင်တာမဟုတ်လောကရဲ့ဒုက္ခဆင်းရဲခြင်းတွေကောင်းခြင်းဆိုးခြင်းအားလုံးကိုဘာလို့သွားတာလဲဆိုတော့အောင်မြင်သွားတာ။ကျမ်းမာခြင်းမကျမ်းမာခြင်းကကျွန်တော်တို့ကိုရိုင်နေတော့အောင်လုပ်လို့မရတော့ဘူး။ကျမ်းမာတဲ့အချိန်တွေကလည်းตายအောင်လုပ်လို့မရလို့မကျမ်းမာတဲ့အချိန်တွေကလည်းရိုင်နေအောင်လုပ်လို့မရဘူး။မြင့်တဲ့အချိန်တွေကလည်းကောင်းစားတဲ့အချိန်တွေဝင်ငွေကောင်းတယ်လစာကောင်းတယ်အဆင်ပြေတယ်အဲ့ဒီအချိန်တွေကလည်းตายအောင်လုပ်လို့မရသလိုဘာမှဝင်ငွေမကောင်းပါဘူးဆင်းရဲခြင်းတွေဒုက္ခတွေအခက်အခဲပြဿနာတွေရှိတဲ့အချိန်တွေကလည်းဝမ်းနည်းသွားအောင်လုပ်လို့မရအောင်အဲ့ဒီအချိန်တွေကကျွန်တော်တို့ကိုဘလို့မှရိုင်နေသွားအောင်လုပ်လို့မရတော့ကျွန်တော်တို့ကအချိန်တွေရဲ့အထက်မှာအောင်မြင်သောခရစ်တော်နဲ့တူအသက်ရှင်သောတတ်တာဖြစ်တယ်ဒါမှမဟုတ်တမန်ကျမ်းစာကပြောတယ်သခင်ယေရှုလောကကိုအောင်သလိုတဲ့လောကထဲမှာဘယ်သူမှဒီလောကကြီးကိုအောင်တဲ့အသက်တာနဲ့အသက်ရှင်လို့မဖြစ်နိုင်ဘူးတဲ့ဘလို့လူပဲလောကကိုအောင်လဲလောကထဲမှာအောင်တာကတော့နော်လောကသားလည်းတတ်နိုင်တယ်ဒါပေမဲ့လောကကိုအောင်တာကြတော့လောကသားမတတ်နိုင်ဘူးဘလို့လူပဲအောင်လဲဖခင်သခင်ကိုယုံကြည်တော်သူပဲအောင်တယ်ရှင်ယောဟန်ဩဝါဒစာပထမဆုံးခန်းကြီး9အပိုင်ငယ်4 5မှာဖခင်သခင်ဤသားဖြစ်တော်သူမည်သည်ကားလောကကိုအောင်တတ်၏လောကကိုအောင်ခြင်းအကြောင်းမူကားငါတို့ဤယုံကြည်ခြင်းပေသည်ယေရှုသည်ဖခင်သခင်ဤသားတော်ဖြစ်သည်ကိုယုံကြည်သောသူမှတပါအဘယ်သူသည်လောကကိုအောင်နိုင်သနည်းတမန်ကျမ်းစာကပြောပါတယ်ဖခင်သခင်ရဲ့သားဖြစ်သောသူပဲလောကကိုအောင်တယ်ဖခင်သားဘလို့လူကိုဖခင်သားလို့ခေါ်တာလဲထိုသူကိုလက်ခံသမျှသောသူတည်းဟုသောကိုယ်တော်ကိုယုံကြည်သောသူတို့အားဖခင်သခင်သားဖြစ်ရသောခွင့်ကိုပေးတယ်ဖခင်သခင်ရဲ့သားဆိုတာကယေရှုခရစ်တော်ဖခင်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်အသက်သခင်အဖြစ်သေခြင်းကရှင်ပြန်ထမြောက်တဲ့ဖခင်အဖြစ်ယုံကြည်လက်ခံသောသူကဖခင်ရဲ့သားဖြစ်တယ်အဲ့ဒီလူကလောကကိုအောင်တယ်လောကထဲမှာအောင်တာမဟုတ်တော့စီးပွားရေးလူမှုရေးနိုင်ငံရေးတော့ကျွန်တော်တို့ကျန်းမာရေးအားကစားအမှုပညာအဲ့ဒီနယ်ပယ်တစ်ခုခုလောက်ကိုပဲအောင်မြင်တာပြောတာမဟုတ်လောကကိုအောင်တယ်လို့ပြောတာလောကထဲမှာအောင်တာနဲ့လောကကိုအောင်တာနဲ့အများကြီးကွာခြားပါတယ်လောကထဲမှာအောင်တယ်ဆိုတာလောကသားတောင်တတ်နိုင်တယ်ကျွန်တော်တို့ကတော့လောကကြီးကိုအောင်တာဖြစ်တယ်အဲ့ဒီလောကကိုအောင်ခြင်းအကြောင်းမူကားတဲ့ငါတို့ဤယုံကြည်ခြင်းပေသည်ယုံကြည်ခြင်းမရှိတဲ့သူကတော့လောကကိုဘလို့မှမအောင်နိုင်ဘူးသင်ဟာသခင်ရှုခရစ်တော်ဘုရားကိုယုံကြည်ပြီးရင်အဲ့ဒီခရစ်တော်ဘုရားကိုယုံကြည်ခြင်းနဲ့ဆက်အသက်ရှင်ရမှာဖြစ်တယ်အဲ့ဒီယုံကြည်ခြင်းနဲ့အသက်ရှင်တဲ့သူကတော့တဲ့ယေရှုသည်ဘုရားသခင်သားတော်ဖြစ်တော်မူသည်ကိုယုံကြည်တော်သူမှတပါအဘယ်သူသည်လောကကိုအောင်နိုင်သနည်းသခင်ရှုကိုယုံတဲ့သူပဲလောကကိုအောင်နိုင်တယ်ဘာကြောင့်လဲလောကကိုအောင်တဲ့သူကတော့ယေရှုခရစ်တော်တပါးတည်းပဲရှိတယ်ဒီလောကရဲ့စုံစမ်းသွေးဆောင်ခြင်းတွေနော်ဒီလောကရဲ့စုံစမ်းသွေးဆောင်ခြင်းတွေဒီလောကရဲ့အခက်ခဲပြဿနာတွေကောင်းခြင်းဆိုခြင်းအနှိမ့်မြင့်တွေအားလုံးကိုဘယ်သူကအောင်မြင်သွားလဲသခင်ရှုကအောင်မြင်သွားတယ်နောက်ဆုံးအပြစ်တရားဤအခသေခြင်းကိုအောင်မြင်ပြီးတော့သုံးရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်ခဲ့တယ်ဒါကြောင့်ယေရှုကိုယုံတဲ့သူကဒီလောကရဲ့အနှိမ့်မြင့်တွေမဟုတ်သေခြင်းကိုတော့ဘာလို့သွားလဲအောင်မြင်သွားတယ်ဒါကြောင့်မို့ကျွန်တော်တို့ကသခင်ရှုကိုယုံကြည်ခြင်းနဲ့အသက်ရှင်မယ်ဆိုရင်တော့လောကထဲမှာအောင်မြင်တဲ့အသက်တာလောက်ကိုမပြောပါဘူးဒီလောကကြီးကိုပဲအောင်မြင်သွားတဲ့အသက်တာဖြစ်တယ်ဒါကြောင့်မို့ချစ်တော်ယောက်စီတိုင်းကျွန်တော်ရဲ့ဘဝအသက်တာထဲမှာဒီမြင့်ခြင်းနှိမ့်ခြင်းတွေကကျွန်တော်ကိုဘယ်အရာကမှကျွန်တော်ကိုရိုက်နေသွားအောင်လုပ်လို့မရတော့ဘယ်အရာကမှကျေနပ်အောင်လည်းလုပ်လို့မရတော့ကျွန်တော်ကဘယ်ပုံမှာပဲကျေနပ်သွားလဲဆိုတော့ဖခင်အတူရှိခြင်းပုံမှာပဲကျေနပ်သွားတာဖြစ်တယ်ဒါကြောင့်နောက်ဆုံးကျွန်တော်တမန်ကျမ်းစာလေးတစ်ပိုက်အားဖြင့်ပဲနီးကုန်းချုပ်ခြင်းနဲ့တိမောသေဩဝါဒစာမှာပထမဆုံးမှာရောင်ရဲခြင်းဆိုတဲ့စကားလုံးလေးတစ်လုံးတွေ့ရတယ်နော်ရောင်ရဲခြင်းဆိုတဲ့စကားလုံးလေးတိမောသေဩဝါဒစာပထမဆုံးအခန်းကြီး6ပိုက်ငယ်6ကနေ9မှာရောင်ရဲသောစိတ်ပါလင်ဖျားဝတ်၌မှု့လျော်ခြင်းသည်ကြီးစွာသောအကျိုးစီးပွားမှန်၏ဖျားကိုကိုးကွယ်တဲ့အခါမှာတဲ့တစုံတစ်ခုရလိုသောစိတ်နဲ့မဖြစ်ပါစေနဲ့တဲ့ဖျားတွက်လှုပ်တဲ့အခါမှာလည်းကိုနာမည်ကြီးဖို့ကိုထင်ရှားဖို့နော်ကိုယ့်ကိုသူများတွေသိဖို့မဟုတ်ပါဘူးတဲ့ဖျားဘုံတော်အတွက်ပဲလုပ်ပါတဲ့ဒါကြောင့်ဖျားကိုကိုးကွယ်တဲ့အခါမှာဘာစိတ်ရေးကြီးလဲဆိုတော့ရောင်ရဲသောစိတ်တဲ့အဲ့ဒီရောင်ရဲသောစိတ်ပါမယ်ဆိုရင်တဲ့ဖျားကိုကိုးကွယ်ခြင်းဖျားဝတ်၌မှု့လျော်ခြင်းအဲ့ဒီအရာကတဲ့ကြီးစွာသောအကျိုးစီးပွားမှန်တယ်လို့တမန်ကျမ်းစာကဖော်ပြပါတယ်ဒါကြောင့်မို့သင်ဖျားကိုကိုးကွယ်တဲ့အခါမှာရောင်ရဲသောစိတ်ရှိပါစေအကြောင်းမူကားတဲ့ဘာကြောင့်လဲဆိုရင်တဲ့င
ငါတို့သည်ဤလောကတည်းသို့အဘယ်အရာမျှမပါဘဲလာသည်ဖြစ်၍ထွက်သွားလင်လေအဘယ်အရာကိုမျှယူ၍မသွားနိုင်ဟုထင်ရှားလျက်ရှိလောကထဲကိုလာတဲ့ခါမှာဘာမှမပါဘူးတဲ့ထွက်သွားရင်လည်းဘယ်အရာကိုမှယူမသွားနိုင်ဘူးတဲ့ဒါကြောင့်မို့တဲ့တို့ဖြစ်၍စားရန်ဝတ်ရန်ရှိသမျှနဲ့ရောင်ရဲလျက်နေကြကုန်အံ့ကျွန်တော်တို့အသက်တာထဲမှာရှိတဲ့အရာနဲ့ရောင်ရဲပြီးတော့အသက်ရှင်ပါရောင်ရဲခြင်းဆိုတဲ့စကားလုံးကိုကျွန်တော်မြန်မာအပိဓာန်ထဲမှာပြန်ရှာတဲ့ခါမှာရောင်ရဲတယ်ဆိုတာဘာလဲရောင်ရဲခြင်းကြီးများခြင်းကြည်နှက်ခြင်းသူရဲ့အဓိပ္ပာယ်ရောင်ရဲတယ်ဆိုတာဘာလဲဆိုတော့ကိုယ့်ရဲ့ဘဝကိုကြည်နှက်တာဒီနေ့သင်ရဲ့ဘဝကိုသင်ကြည်နှက်ရလားသင်ရဲ့ဖြစ်တည်ခြင်းကိုသင်ကြည်နှက်ရသင်ရဲ့ရုပ်ရည်ကိုသင်ကြည်နှက်ရလားသင်ရဲ့လက်ရှိပိုင်ဆိုင်မှုတွေကိုသင်ကြည်နှက်ရလားသင်ရဲ့ဖြစ်နေတဲ့အရာတွေကိုသင်ကြည်နှက်ရလားဒီနေ့အခြေအနေပေါ်မှာယက်တည်ဘယ်တော့မှမကြည်နှက်ဘူးလူဆိုတာဘလို့မှမရောင်ရဲနိုင်လောဘကဘယ်တော့မှလူဆိုတာအတော်မတတ်နိုင်တကယ်စစ်မှန်တဲ့ရောင်ရဲခြင်းကယေရှုကိုရတဲ့သူပဲအဲ့ဒီရောင်ရဲသွားတာဖြစ်တယ်နှိမ်ခြင်းဆိုတဲ့မကြမ်းမာခြင်းဒုက္ခရောက်ခြင်းတကယ်ကိုစိတ်ပြက်စရာအခြေအနေထဲမှာလဲအဲ့ဒီအခြေအနေတွေကသူ့ကိုစိတ်ပြက်သွားအောင်ဝမ်းနည်းသွားအောင်နာကျင်သွားအောင်ဆုံးရှုံးသွားအောင်လုပ်လို့မရတော့တကယ်မြင့်နေဆိုတဲ့အင်မတန်ကောင်းပါတယ်ဆိုတဲ့စားစရာတွေအင်မတန်ကောင်းပါတယ်ဆိုတဲ့နေစရာတွေအင်မတန်ကောင်းပါတယ်ဆိုတဲ့ရုပ်ဝတ္ထုပစ္စည်းတွေကလည်းသူ့ကိုကျင့်တတ်သွားအောင်လုပ်လို့မရတော့လူဘဝရဲ့ကျင့်တတ်ခြင်းကဘယ်ပုံမှာပဲသွားရက်တည်လဲဆိုတော့အဲ့ဒီအတူရှိတဲ့ဖရားပုံမှာပဲသွားရက်တည်တာဖြစ်တယ်။နှိမ်ခြင်းမြင့်ခြင်းတွေပုံမှာမရက်တည်တော့ဒါကြောင့်မို့စစ်မှန်တဲ့ရောင်ရဲခြင်းဆိုတာကအချင်းတွေပုံမှာရက်တည်တာမဟုတ်မရှိတဲ့အခြေအနေပေါ်မှာရောင်ရဲတာလည်းမဟုတ်ရှိတဲ့အခြေအနေမှာရောင်ရဲတာလည်းမဟုတ်ဖျားအတူရှိခြင်းပေါ်မှာရောင်ရဲသွားတဲ့အတ္တတာမျိုးဖြစ်တယ်။ဒါကြောင့်မို့ခြေတော်ရောက်စီတိုင်းကျွန်တော်တို့ကိုးကွယ်တဲ့ဖျားကယေရှုခရစ်တော်ဖျားကကျွန်တော်ကိုဂျေဇုပြုမဲ့ဖျားဖြစ်တယ်။မဆမဲ့ဖျားဖြစ်တယ်။အဲ့ဒီဖျားအတူရှိခြင်းကိုသင်ဟာသိလေလေသင်ရဲ့အတ္တတာကရောင်ရဲတတ်လေပဲ။ဘဝကိုကြည်နက်တတ်လေပဲ။အမြင့်ဖြစ်စေအနှိမ့်ဖြစ်စေအဘယ်နမိတ်တအရာကမှတဲ့ငါတို့သခင်ယေရှုခရစ်တော်အားဖြင့်ခံရတဲ့ဖခင်ရဲ့မြစ်တာတော်နဲ့ငါတို့ကိုမကွာစေနိုင်ဘူးဆိုတဲ့အကြောင်းကိုတဲ့ငါသဘောကျတယ်တမန်တော်ရှင်ဘောလူကဘာကိုသဘောကျတာလဲကောင်းကောင်းနေကောင်းကောင်းစားရတာကောင်းကောင်းဝတ်စားရတာကိုသဘောကျတာလားသူ့မှာရှိနေတဲ့စီးစိမ်တွေကို तू သဘောကျတာလားမဟုတ်ပါဘူးဟာဒုက္ခဆင်းရဲခြင်းတွေအခက်ခဲတွေပြဿနာတွေရောက်တော့ तू သဘောကျတာလားမဟုတ်ပါဘူးအဲ့ဒီအခြေအနေတွေပေါ်မှာသဘောကျတာမဟုတ်ဘူးတဲ့ဖခင်အတူရှိခြင်းကိုငါသဘောကျတယ်ဒါကြောင့်မို့ချစ်တော်ညီကောင်မတော်ရောက်စီတိုင်းတကယ်စစ်မှန်တဲ့ခရိယန်ယုံကြည်သူအသက်တာဆိုတာကမြင့်ခြင်းနှိမ့်ခြင်းအခြေအနေပေါ်မှာရက်တည်အသက်ရှင်ရတာမဟုတ်ဘူးဖခင်အတူရှိခြင်းပေါ်မှာရက်တည်အသက်ရှင်ရတာဖြစ်တယ်ဖခင်အတူရှိခြင်းပေါ်မှာရက်တည်အသက်ရှင်သင်ဟာလောကထဲမှာအောင်မြင်တဲ့အသက်တာလောက်ကပါပါလေးပါအဲ့ဒါကတော့စကားထဲတောင်ထည့်မပြောတော့လောကရဲ့ရုပ်ဝတ္ထုပစ္စည်းတွေအဲ့ဒီຢာတွေစကားထဲထည့်မပြောတော့လောကရဲ့ကြွယ်ဝခြင်းတွေစကားထဲထည့်မပြောတော့လောကရဲ့ကြမ်းမာခြင်းမကြမ်းမာခြင်းတွေဒီအခြေအနေတွေအားလုံးရဲ့အထက်မှာသင်ဟာအောင်မြင်တော်သူဖြစ်တယ်ဒီနေ့သင်ဟာအောင်မြင်ပြီးသားတော့အောင်မြင်အောင်ကြိုးစားမှာမဟုတ်တော့ဒီနေ့နှုတ်ကပတ်တော်ကအောင်မြင်ပြီးသားဆိုတော့လာပြောပြတာဘသူအဖြစ်အောင်မြင်တော်သူဖြစ်လဲဆိုတော့ယေရှုခရစ်တော်အဖြစ်အောင်မြင်တော်သူဖြစ်တယ်ဒါကြောင့်မို့မြင့်ခြင်းနှိမ့်ခြင်းအခြေအနေထဲမှာအသက်မရှင်မနဲ့အတူရှိတဲ့ဖခင်ကိုယုံကြည်ခြင်းအပြင်လောကကြီးကိုအောင်မြင်သောအသက်တာနဲ့ဘဝကိုကြည်နက်သောအသက်တာနဲ့အသက်ရှင်နိုင်မယ့်အကြောင်းနှုတ်ကပတ်တော်အဖြစ်ခွန်အားပေးပါတယ်အရောက်စီတိုင်းပေါ်မှာဖခင်ရှင်ကောင်းကြီးပေးပါစေ